Facebook မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ် content တွေတင်တဲ့အခါမှာ80-20 rule ကိုသုံးဖို့လိုအပ်ပါတယ်80-20 rule ကဘာလဲဆိုရင်80%သော content တွေဒီ value content တွေဖြစ်ရမှာပဲဥပမာ customer တွေကို product နဲ့သက်ဆိုင်တဲ့ educational post တွေ knowledge sharing post တွေဒီ product ကိုသုံးလိုက်လို့ဘာတွေကောင်းကျိုးရှိမလဲဆိုတာမျိုးတွေဒါမျိုးတွေ80% တင်ပါကျန်တဲ့ 20% ဒီ sale post တွေ promotion post တွေဒီ product ကိုဘယ်လောက်ဈေးနဲ့ရပါမယ်ဘယ်လိုဝယ်ယူရပါမယ်ဘယ်နေရာမှာဝယ်ယူရပါမယ်စသဖြင့်ဒါမျိုးတွေဒီလို80-20 rules ကိုသုံးခြင်းအားဖြင့် customer တွေရှိက trust ကိုလည်းလွယ်လွယ်ကူကူနဲ့ရပြီးတော့ဈေးရောက်ဖို့လည်းပို့ပြီးတော့လွယ်ကူသွားတာတွေ့ရလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဒီနေ့ခေတ်ကြီးမှာကလူတွေကသူတို့ကိုအတင်းထိုးရောက်တာတွေကိုသဘောမကျတော့ဘူး။သူတို့ကနေပြီးတော့လွယ်လွယ်ချင်းချင်းနဲ့ဝယ်ခြင်းလာအောင်ပဲကျွန်တော်တို့ကစူးစမ်းလို့ရတော့တယ်။အဲ့တော့သူတို့ကိုဝယ်ခြင်းလာအောင်စူးစမ်းဖို့အတွက်ဆိုရင်သူတို့ရဲ့စိတ်ထဲဒါမှမဟုတ်အုံနောက်ထဲမှာနေရာတနေရာရဖို့လိုတယ်။ဒီလိုနေရာရဖို့အတွက်ဆိုရင်လူကြီးမင်းတို့ရဲ့ content တွေကသူတို့ကို values ပေးနိုင်တဲ့ content တွေဖြစ်ဖို့လိုအပ်ပါတယ်။အဲ့တော့အခုကြည့်နေတဲ့လူကြီးမင်းတို့အနေနဲ့လည်းsale post တွေရွယ်တင်နေမဲ့အစား value ပေးနိုင်တဲ့ content တွေပြောင်းပြီးတော့တင်ကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ရက်ပေါင်း60 challenge ရဲ့ day 6ဖြစ်ပါတယ်။ကျွန်တော်ကလင်းထပ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်